အခုချိန်မှာနှကမ်းမွေးကအရန်ကမှတောင်းကြနေတယ်ပလိုက်တွေနဲ့ပေါင်းပြီးတော့ဆိုတော့မြန်မာပြည်သားကိုလိုက်စစ်ဆေးနေတယ်လိုက်ဖမ်းနေတယ်ဒီကောင်တွေကပလိုက်လိုဘာလိုနဲ့ဆိုတော့သွားတာမသိတော့သူတို့ကပလိုက်တာကြာနေရာသူကြီးတာကြာနေအဲ့လိုပြောလိုက်ဖမ်းနေတာအဲ့ကြောင့်ကျွန်တော်တို့မြန်မာပြည်သားသူများနိုင်ငံမှာနေရတာလွယ်တာမဟုတ်ဘူးပတ်စံလေးနဲ့နေရဖို့အတွက်ကပလိုက်ကိုကြောက်ရတာတစ်မျိုးနှကမ်းမိုးကြောက်ရတာတစ်မျိုးနှကမ်းမိုးတော့ဝင်စစ်ပြီးရင်တော့ဈေးတွေရောင်းမရတာနဲ့ဆင်တစ်သေးကိုမျက်နှာပူရတာတစ်မျိုးပြဿနာမျိုးစုံနဲ့လာကုန်ရခံဖို့ပေးရတာဟာကိုစာအုပ်ဖို့ပတ်စပို့ဖို့လာတော့မယ်သူများနိုင်ငံမှာနေတယ်လေလွယ်လေးနဲ့မဟုတ်ဘူးပြဿနာမျိုးစုံနဲ့နေရတယ်ဆိုတော့လေပင်ပန်းကြတာကျွန်တော်နားလဲတယ်ကျွန်တော်လည်းဖြစ်တာပဲအကုန်လုံးကဒီလိုမျိုးပဲပလိုက်လောက်ပဲစစ်စင်တော့ဒါတစ်မျိုးအခုကဒီကောင်တွေကအဲ့လိုမျိုးမဟုတ်ဘူးအမြင့်ကိုဖြတ်နေတာအမြင့်ဖြတ်တယ်ဆိုတာကဒီဘာမှမရှိတဲ့လူဆိုင်ရဆိုင်မစုံတဲ့လူပတ်စပို့မစုံတဲ့လူကိုဖြတ်နေတာမဟုတ်ဘူးသူတို့ဖြစ်ချင်တဲ့ဟာကအိုးမှာဆိုင်တွေဖွေထားတဲ့လူတွေကိုဟာနဲ့ကိုရောင်းနေတဲ့လူတွေအဲ့ဒါတွေကိုအမြင့်ဖြတ်ဒီလူတွေနဲ့ဘာဆိုင်လို့ဘာမှမဆိုင်တာအကုန်လုံးဒီကောင်တွေကနာမည်လိုချင်တယ်လားလူသိဖို့လာတော့မသိဘူးသူ့ဟာနဲ့ချနေတာအခုကျွန်တော်တို့လည်းအကုန်လုံးကောင်းကောင်းမှတယောက်မှမနေရတော့သွားလာတဲ့ခါကျရင်စာရွက်စာတမ်းနဲ့စောင်းသွားပါလို့ကျွန်တော်မှာချင်ပါတယ်